Hello everyone ကျွန်မအခုကတော့ကျွန်မတို့ရဲ့ချင်းဝစ်စုံလေးနဲ့ပေါ့နော်ဗီယက်နမ်ကိုရှောက်နေနေပါတယ်တကယ်တော့ရှောက်လေတာမဟုတ်ပါဘူးဖျားချောင်းသွားတတ်တာပါဟိုဗီယက်နမ်ရဲ့ဟိုအားလုံးပဲတီးမလားမတီးဘူးဟိုဗာလေ Joseph Catherine ဆိုတော့နှစ်ပေါင်း140ကျော်လောက်ရှိတဲ့ဖျားချောင်းမှာကျွန်မဖျားချောင်းသွားတတ်တာပေါ့နော်ဒါပေမဲ့အခုတော့ပြီးသွားပါပြီအိမ်ပြန်နေပါပြီပဲရလေနည်းနည်းစားနေပြီဆိုတော့ဒီသွားစားလိုက်ပါဦးမယ်ဒီလိုရှင်တွေ့ရလာရတာနည်းနည်းဗာလေအစမပြေတဲ့အတွက်ကြောင့်မို့ပေါ့နော်ထမင်းတော့မဟုတ်ပါဘူးပေါင်းပြီးလည်းပဲဖျားချောင်းတော့ဖြစ်ပါလေဒါပေမဲ့ဟိုဗာလေတပတ်တော့ပါတယ်ပေါ့နော်တပတ်ဒီအိတ်ထဲမှာရှိရဘာလဲဆိုဖျားချောင်းမှာဆိုလို့ရှိရင်ဟိုသူတို့ကတော့ဘာမှမပြောပါဘူးဒါပေမဲ့ဒီလိုမျိုးရင်ပေါ်တဲ့ဟာတွေဆိုရှင်နည်းနည်းကျွန်မအတမကောင်းပေါ့နော်ဆိုတော့တပတ်လေးပတ်ပြောဖျားချောင်းထဲမှာတော့နေတယ်ဒါပေမဲ့အရန်ပူတဲ့ခါကျတော့အခုတပတ်ကိုမလို့တော့တပတ်ကိုမချုပ်ထားတော့ပေါ့နော်အိတ်ထဲမှာပဲထည့်လိုက်ပါပြီโอเคဒီနေ့တော့စားလိုက်ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ချင်းဝတ်ဆောင်တဲ့အရန်လာရတဲ့အခြားသူတွေလာကြည့်နေကြရောနော်သူတို့မမြင်ဘူးလေဆိုတော့ဘာဖြစ်ကျမနဲ့ like တယ်လို့တော့ကျမတို့အချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye